ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ရဲ့ဒူးဒီဦးအောင် official ဒူးဒီလက်ကြီးအောင် official ဒူးဒီရွှေလက်ကြီး official ဒူးဒီမာစတာအောင် official YouTube channel ကနေပြီးတော့အကိုဒီမားတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာเนาะ channel ကို subscribe မနေရသေးတဲ့အကိုဒီမားတွေအားလုံးက channel ကို subscribe နေပြီပါ channel ကို subscribe နေပြီတဲ့အကိုဒီမားတွေအားလုံးကเนาะ notification ခေါင်းလောင်းလေးကိုဖွင့်ထားခဲ့ဖို့မမေ့ကြပါနဲ့ဗျာเนาะဘာလို့ဖွင့်ခိုင်းတာလဲဆိုတော့เนาะအကိုဒီမားတွေအားလုံးကိုဒါကျွန်တော်ဘက်ကနေပြီးတော့ဒူးဒီနဲ့ပတ်သက်ပြီးတော့တင်ပြဗီဒီယိုတွေကိုအမြဲမြင်အောင်တွေ့ရအောင်เนาะ notification ခေါင်းလောင်းလေးကိုဒါဖွင့်ထားဖို့လိုပါတယ်เนาะအဲ့တော့ notification ခေါင်းလောင်းလေးကိုဖွင့်ပေးထားဖို့မမေ့ကြပါနဲ့ဗျเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်းเนาะဒူးဒီနဲ့တက်ဆိုင်နဲ့เนาะပတ်သက်ကြောင်းဂွေလေးတွေမှာ share လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပြီးမှကြည့်ပေးပါမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပြီးတော့မှကြည့်ပေးပါเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုเนาะ like လက်မလေးတွေမနှိပ်ပြရသေးတဲ့အကိုဒီမားတွေအားလုံးကတူတယောက်မကြမ်း like လက်မလေးဝိုင်းဝန်းပြီးတော့နှိပ်ခဲ့ပေးပါเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာလည်းတူတယောက်မကြမ်းเนาะမင်္ဂလာပါတော့မို့ okay ပါလို့ငန်းငယ်ပေးပါเนาะအဲ့ဒါကဘာဖြစ်လို့မခိုင်းတာလဲဆိုတော့เนาะကျွန်တော်တို့တရက်ဆန်းလ2025เนาะတလင်းလာနေ့เนาะနေကုန်မှာကျွန်တော်တို့ဒါကျွန်တော်အောင်ပွဲခံနိုင်အောင်လို့ဒါအတိတ်နမိတ်အနေနဲ့ကိုဒီမားရဲ့အောင်ကိုမှန်ခိုင်းခြင်းဖြစ်ပါတယ်เนาะကျွန်တော်ဒီဗီဒီယိုမှာကိုဒီမားရဲ့အောင်ကိုဘာပြောမှလဲဆိုတော့เนาะကျွန်တော်တို့တရက်ဆန်းလ2025ကနေ3ရက်ဆန်းလ2025အထိเนาะကျွန်တော်တို့တလင်းလာအင်္ဂါဗုဒ္ဓဟူးเนาะဗုဒ္ဓဟူးမကျော်ဇာတုပတ်တိတစ်လုံးနဲ့ဗုဒ္ဓဟူးမကျော်ဇာတုမွေးနှုတ်ကထုတ်ပေးထားတယ်အဲ့ဒါကเนาะအခုဒီမားရဲ့အောင်ဘက်ကနေပြီးတော့ဗမာကြည့်ရမှာလဲဗမာယူရမှာလဲเนาะညီလေးမောင်လေးကိုကြီးတို့မာကြီးတို့တော့เนาะမောင်လေးထုတ်ပြီးတဲ့ဇာတုပတ်တိတစ်လုံးနဲ့เนาะညီလေးထုတ်ပြီးတဲ့เนาะဇာတုမျိုးကနှစ်ကောက်ကိုကြီးတို့မာကြီးတို့ကတော့လိုချင်ပါတယ်ဆိုရင်เนาะကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာเนาะ free ဝင်ရောက်ပြီးတော့ယူလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုဒီမှာအလုံးမကနေပြီးဘယ်လိုမျိုး join ရမလဲကျွန်တော်ပြောပေးမယ်ကျွန်တော်ရဲ့အခုဒီ video ရဲ့ comment အပေါ်ဆုံးမှာเนาะကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပင်ထောက်ပေးထားပါမယ် Telegram သုံးတဲ့ကိုဒီမှာအလုံးက Telegram channel join တာ Viber သုံးတဲ့ကိုဒီမှာအလုံးက Viber channel join တာเนาะကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ဒါကျွန်တော်ဘက်ကနေပြီးတော့ဒါ YouTube မှာခဏမျှဝေတင်ပေးတာနည်းနည်းလေးများတယ်ပေါ့နော်ကျွန်တော်ရဲ့ဒါ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ကျွန်တော်ခဏမျှဝေတင်ပေးတာเนาะဒါနည်းပါတယ်အဲဒါကြောင့်မို့ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့မမေ့ကြပါနဲ့ဗျเนาะကဲအဲ့တော့เนาะအကူဒီမတွေအားလုံးအတွက်ကိုเนาะဒါလုံးဝကိုဒါကျွန်တော်ဒါတခါမှတော့ဒါကျွန်တော်မတင်ပေးဘူးဒါကျွန်တော်ဒီအပတ်မှာဒါကျွန်တော်တော်တော်လေးကြိုက်လို့ဒါတင်ပေးတာပေါ့เนาะအဲ့ဒါကဘာလဲဆိုတော့เนาะကျွန်တော်တို့တရက်12လ2025เนาะကျွန်တော်တို့တလင်းလာနေ့မှာကျွန်တော်တို့ထွက်မဲ့เนาะ 3D တကွက်ကောင်းအောင်ပါเนาะကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာတင်ပေးထားပါတယ်เนาะအခုဒီမှာအားလုံးပဲဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့မမေ့ကြပါနဲ့ဗျเนาะကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားလို့ကိုဒီမားအားလုံးလုံးဝအကျိုးမရဘူးเนาะကျွန်တော်2D နဲ့ပတ်သက်ပြီးတော့เนาะဒါတင်ပေးတာရဲ့ကိုဒီမားအားလုံးလည်းအမြဲမြင်ရမယ်အမြဲတွေ့ရမယ်เนาะဒါဒီတဲ့အဆင်ပြေတာမရှိတော့ဘူးဗျာဒါ YouTube မှာဆိုရင်တော့ဒါကျွန်တော်တို့ဗီဒီယိုရိုက်ရတယ်ဗီဒီယိုရိုက်ပြီးတော့ဒါတင်ရတယ်တင်ရတဲ့အခါမှာဒါအချိန်ကြကြမှုတွေရှိတယ်เนาะကျွန်တော်တို့ဒါ Telegram channel တို့ Viber channel တို့ဆိုတာကဒီလောက်ထိဟိုအခက်အခဲမရှိဘူးเนาะကျွန်တော်တို့ဒါပို့တင်မယ်ကိုဒီမရဲ့အလုံးကိုတွေးရအောင်မြင်အောင်ကျွန်တော်ဘက်ကတင်ပေးမယ်ဆိုရင်เนาะကျွန်တော်တို့ဒါအချိန်ဆိုတာက1မိနစ်တောင်ပေးရတဲ့အရာမဟုတ်ဘူးเนาะဒါကြောင့်မလို့ကိုဒီမရဲ့အလုံးတော့ကိုဒါလွယ်ကူရိုးချင်းမြန်ဆန်တယ်ဗျာဥမာပွင့်လင်းပြောချင်တာကเนาะကိုဒီမရဲ့အလုံးကဒါ YouTube မှာကြည့်နေတာမှအချိန်ပေးပြီးတော့ကျွန်တော်ပြောတာကိုဒါထိုင်ပြီးတော့ကြည့်နေရသေးတယ် Telegram မှာဆို AC ပဲเนาะ Telegram Viber မှာဆို AC ပဲเนาะကိုဒီမရဲ့အလုံးဘာမှဟိုအချိန်ကြီးအများကြီးပေးနေကြမလို့เนาะအဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့မမေ့ကြပါနဲ့ဗျာเนาะကဲအဲ့တော့ကိုဒီမားရအောင်လို့လာပြီเนาะတရက်ဆန်းလ2025လင်းလာနေ့ဒီကုန်းတော့လုံးမိုက်ပတိနဲ့မရောတက်ကွပြောပြပါမယ်ကျွန်တော်အခုပြောပေးတဲ့เนาะတရက်ဆန်းလ2025လင်းလာနေ့ဒီကုန်းတော့လုံးမိုက်ပတိနဲ့မရောတက်ကွကိုဒီမားရအောင်လို့ဘက်ကနေလူတို့တယောက်တင်းဦးတယောက်မှကြံဝိုင်းဝန်းပြီးတော့ကျွန်တော်ရဲ့အခုကောင်းမှာလူတို့တယောက်မှကြံဝိုင်းဝန်းပြီးတော့ရေးပေးပါเนาะတရက်ဆန်းလ2025လင်းလာနေ့ဒီကုန်းတော့လုံးမိုက်ပတိနဲ့မရောတက်ကွပြောပြပါမယ်เนาะ
နှစ်လုံးမိုင်ပတိနဲ့ခုံလုံးမိုင်ပတိဖြစ်ပါတယ်ခင်ဗျာနော်နှစ်နဲ့ပတ်သက်တဲ့မရောတင်ကိုပြောပြပါမယ်နှစ်1 2 6 2 8 2 9ခုနဲ့ပတ်သက်တဲ့မရောတင်ကိုပြောပြပါမယ်ခု1 6 6 8 9နော်အဲ့ဒါကတရက်ဆန်းလ2025နော်ဒီနောက်နေ့နေကုန်တော့လုံးမိုင်ပတိနဲ့မရောတင်ကိုဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်တို့ဒါဒီဘက်မှာလည်းထပ်မှန်ပြီးတော့နော်တို့မင်္ဂလာရှိအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့နော်အမှားနေပြီးအမှန်များအောင်အကောင်းဆုံးကြိုးစားပြင်ဆင်ပေးထားပါတယ်နော်ကျွန်တော်အခုလက်ရှိမှာကျွန်တော်အခုဒါကျွန်တော်ရဲ့ဒါ channel တွေမှာကျွန်တော်အခုလက်ရှိပေါ့နော်ကျွန်တော်နှစ်ပတ်ဖြစ်သွားပြီကျွန်တော်တင်ပေးတဲ့နေရာမှာဒါကျွန်တော်ရဲ့ဒါ channel မှာဝင်ရောက်ကြည့်ရှုအားပေးကြတဲ့အကိုဒီမတွေအားလုံးကတော့เนาะဒါအဆင်ပြေတဲ့လောက်အဆင်ပြေမယ်အားလုံးရသလောက်ရလိမ့်မယ်လို့ကျွန်တော်ဘက်ကနေမျှော်လင့်မိပါတယ်เนาะအဲ့အတွက်ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုဒီလောက်နဲ့ပဲရနာကျင်ပါတယ်ခင်ဗျာเนาะအဲ့ဒီအတွက်အကိုဒီမတွေအားလုံးလည်းကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစားကနေအဆုံးထိတေချာလေးပြီးဆုံးနိုင်အောင်ကြည့်ပြီးတဲ့အကိုဒီမတွေတယောက်ချင်းတိုင်းပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါသည်เนาะစီးပွားရေးလူမှုရေးကျမ်းမာရေးเนาะစသဖြင့်အားလုံးပဲအဆင်ပြေကြပါသည်လို့ကိုဒီမတွေအားလုံးကိုဒါကျွန်တော်ကနေပြီးတော့เนาะဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်ခင်ဗျာကိုဒီမတွေအားလုံးပဲဘိုင်ဘိုင်ပါเนาะ